Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဝင်ရလေဘဲကြောင်လေးအကြောင်းပြပြပေးချင်တာလဲဆိုတော့ကမ္ဘာပေါ်မှာအရန်ရှားပါပြီးတော့တွေ့ရခဲ့ပေါ့နော်စပင်နယ်ထဲမှာ Star of Day လို့ခေါ်ရဲသူက6ပုံစံရှိရဲ့ကျေလေးအကြောင်းအဲ့ကျေလေးကြောင်လေးကြောင်ဝင်ပြပြပေးချင်တာဖြစ်ပါတယ်ငွေဒီနေ့ရှင်းပြပေးမယ်စပင်နယ်ထဲမှာရှင်းရှင်းပါတွေ့ရရပေါ့နော် Star of Day လို့ခေါ်ရဲဂမ်ဘီယာခြေပုံတရံ6ပုံတရံရှိတယ်ကြောက်လေးကသူ့ကိုဘာမှတွေ့ရှိရလဲဆိုတော့ပေါ့နော်မိုးကုတ်မျိုးပိန်ပြည့်ကြီးอ่ะပြန်ကြီးကွက်ရက်မှာပေါ့နော်သူကအဲ့လိုကြောက်ကိုရှောက်ဖို့တွေ့ရှိခဲ့ရပါသူကစပင်နယ်ထဲမှာလေအရန်ရှားပြီးတော့အရန်ဟိုမှာပေါ့နော်ခက်ခဲဟိုတွေးရှိရခဲ့တဲ့ကြောက်လေးမျိုးစားဖြစ်တယ်သူကိုကြောက်မြရနာပညာရှင်တွေကပေါ့နော်ဟိုထူးထူးခြားခြားနဲ့ကိုရှာဖွေပြီးတော့စုဆောင်းထားတဲ့ရှားပါလုံးတဲ့ကြောက်လေးတစ်မျိုးဖြစ်ပါရဲ့အဲ့ကြောက်လေးအကြောင်းကဒီနေ့ပြောပြပေးမယ်ပေါ့နော်သူ့မှာကဘယ်လိုမျိုးလဲဆိုတော့လေသူကပုံမှန်အပြင် spinner တွေမှာပေါ့နော် spinner တွေမှာသူကဟိုမျက်နှာပြင်က8000ဒါပါရှိရပေါ့နော်ပုံမှန် spinner မှာဆိုရင်ဒါပေမဲ့သူ့မှာထူးထူးခြားခြားလေးရအထက်လေးနဲ့သူက12,000ပါဝင်တဲ့အတွက်သူ့ရဲ့ပုံတရံကလေဟိုဂမ်ဘီယာခြေပုံတရံလေးပေါ့နော်အဲ့ပုံတရံလေးနဲ့အရန်ရှားပါးစာကဘာပေါ်မှာရှားပါးစာတွေ့ရှိရတဲ့ spinner ထဲမှာကြောက်လေးတစ်မျိုးဖြစ်ပါတယ်ဒီမှာပါပေါ့နော်ကြောက်လေးပါသူ့နာမည်က Star of Day လို့ခေါ်ပါတယ်ပေါ့နော်သူ့ကိုဘယ်လိုခေါ်သေးလဲဆိုတော့လေ Star of Training လို့ခေါ်တယ်ပေါ့ Twin ဆိုတာကဟိုအမွာပေါ့နော်အဲ့လိုလေယာလေးတွေထပ်ထားတယ်အမွာကြောက်လေးဆိုပြီးတော့လေသူ့ကိုခေါ်ကြတာဖြစ်ပါတယ်ဒီလိုပေါ့နော်6,000ပုံစံရှိရယ်ဂမ်ဘီယာခြေပုံစံလေးပေါ့အဲ့လိုမျိုးအရန်ရှားပါတယ်ဒါစပင်နဲ့ဟို Star of Day ဆိုရဲကြောက်လေးကိုသူကလေလက်သေးခွန်ထက်သေးရဲ့ဒီလို site သေးလေးပဲပေါ့နော်ကဘာပေါ်မှာအလွန်ရှားပါဆိုတာတွေ့ရှိရတဲ့အပြင်ပေါ့နော်ပြီးတော့လေဒီ Star of Day လို့ခေါ်ရဲဒီဂမ်ဘီယာ6,000ခြေပုံစံလေးရှိရပေါ့နော်ဒီ spin နဲ့ကြောက်လေးကိုသူကမာဘယ်လို့ခေါ်ရဲစကြင်ကြောက်ပေါ့နော်စကြင်ကြောက်ပုံမှာသူကရှားပါဆိုတာအလွန်ရှားပါဆိုတာတွေ့ရှိရပေါ့နော်အဲ့ကြောက်လေးရဲ့ပုံကိုငွေအားပုံလေးနဲ့လောက်ကလည်းဖော်ပြပေးရပါမယ်ဒါကြောင့်ဒီနေ့လေအရန်ကိုရှားပါပြီးတော့အရန်ကြောက်ပညာရှင်တွေကမှအစလေစုဆောင်းပြီးတော့ရှာဖွေစုဆောင်းပြီးတော့ဟိုထိမ့်သိမ့်ထားရပေါ့နော်ဒီလိုမျိုးရှားပါတယ် Star of Day လို့ခေါ်ရဲ spin နဲ့အကြောင်းလေးကိုငွေရှင်းပြပေးရဖြစ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတာ